I will not harm the Lord's anointed. ဖျားသခင်ဗိတ်သိက်စီသွန်းလောင်းထားသောသူကိုကျွန်တော်အန္တရာယ်ပြုလို့မရပါဘူးဒါတော့ပထမကျမ်းမှာဆောလုဘင်ဟာဒါဝိဒ်အပေါ်မှာမနာလိုမုန်းတီးမှုဖြစ်တယ်မနာလိုမုန်းတီးမှုဟာလူတစ်ယောက်ရဲ့အသက်အန္တရာယ်ကိုရန်ရှာဖို့အထိဖြစ်လာတယ်လူအသက်ကိုတတ်ဖို့အထိကြံရွယ်လာတတ်တယ်ဒါကြောင့်ဆောလုဘင်ဟာဖျားသခင်အလိုတော်အတိုင်းတရားနိလန့်ကြဘယင်ဖြစ်လာတယ်ပရောဖက်တွေကသူရဲ့ကောင်းကိုစီနဲ့သွန်းလောင်းပြီးမှဘယင်ဖြစ်တင်မြောက်တဲ့တရားဝင်ဘယင်ဖြစ်တယ်ဒါကြောင့်မလို့ဒါဝိဒ်ကဆောလုဘင်ပေါ်မှာငါတစ္ဆာရှိရမယ်သူရဲ့ဘယင်ဖြစ်ခြင်းဟာဖျားရဲ့အလိုတော်တိုင်းဖြစ်တယ်စီပြသွန်းလောင်းထားတဲ့ဗိတ်သိက်ပေးထားတဲ့ဒီဘယင်ကိုငါစော်ကားလို့မဖြစ်ဘူးငါလက်စားချိတ်လို့မဖြစ်ဘူးသူအဲ့လိုခိုင်းတယ်ဒါပေမဲ့ဆောလုဘယင်ကတော့ဒါဝိဒ်ပေါ်မှာမကြေလည်ဘူးသူအသက်ကိုတပ်ဖြတ်ဖို့ရှင်းထုတ်ဖို့အထိအငြင်းတန်းရန်ရှာတယ်ဒါပေမဲ့တနည်းသောအခါမှာဒီဒါဝိဒ်ဟာနန်းတော်ကနေပြီးတော့ပြေးလွှားနေရတဲ့အခါမှာဘုရင်ရဲ့အန္တရာယ်ကနေရှောင်သိမ်းနေရတဲ့အချိန်သူကဘုရားသခင်ရဲ့လူဖြစ်တဲ့အတွက်ညအချိန်မှာဘုရင်ရဲ့အိတ်ခမ်းတဲ့အထိကိုရံတော်တွေလုံခြုံရေးတွေတားဆီးတွေကိုကြော်လွှားပြီးမှဝင်ခဲ့တယ်သူအသက်ကိုရန်ရှာမဲ့ဘုရင်ကိုသူဒီချိန်မှာလက်စားချေဖို့ရအခွင့်အရေးရဘယင်ရဲ့အိတ်ခမ်းတိရောက်နေတယ်ဓာတ်ကိုထုတ်တယ်ဘယင်ကငါသူကငါ့ကိုအသက်ကိုတတ်ဖို့လုပ်နေတဲ့အတွက်ငါလည်းသူ့အသက်ကိုတတ်ရမလားစဉ်းစားတယ်မဖြစ်ဘူးဘုရားသခင်ဗိတ်သိက်သွန်းလောင်းထားသောသူကိုငါလက်ပြနဲ့ထိလို့မရဆိုတော့သူကဘာလုပ်လဲအဲ့ဓာတ်နဲ့ဘယင်ရဲ့ဝတ်လုံတော်အဝတ်ကိုပဲဖြတ်ပြီးမှယူသွားတယ်အပြင်ထွက်သွားတဲ့အခါမှာဟိုးတောင်ထိပ်ရောက်တဲ့အခါမှာသူကကြွေးကြော်တယ်ဒီမှာကြည့်ရင်းတို့ရဲ့ဘယင်အိမ်တော်ဥတီအောင်ကဝင်ရောက်နိုင်တယ်ဘယင်ကိုတတ်မယ်ဆိုရင်လည်းငါတတ်လို့ရတယ်ဒါမဲ့ငါမတတ်ဘူးဘုရားသခင်ဗိတ်တိတ်သွန်းလောင်းထားတဲ့သူဖြစ်လို့တက်တဲ့အနေနဲ့သူ့ရဲ့ဝတ်လုံတော်ကိုတော့ငါဒါနဲ့ဖြတ်ပြီးမှယူလာခဲ့တယ်ခြေလစော်တော်ညီကိုမောင်မပေါင်းတို့ကျွန်တော်တို့ဘဝမှာလူသားဖြစ်တဲ့အတွက်ကျွန်တော်တို့မှာနာကျင်မှုဝေဒနာတွေရှိတယ်နာကျင်မှုဆိုတာရှိတယ်ဒဏ်ရာတွေဆိုတာရှိတယ်တရားနဲ့တရားမကြေလည်မှုတွေရှိတယ်အထင်မြင်လွဲမှားမှုတွေရှိတယ်တန်တရားတွေရှိတယ်အဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်တို့ကတရားမျှတမှုကိုရှာဖွေကြတယ်မတရားဘူးဒီလူကမတရားဘူးဒီအကြီးကဲကမတရားဘူးတရားမျှတမှုကိုပေးပါအဲ့တရားမျှတမှုကိုကျွန်တော်တို့ကဘယ်လိုပုံသဏ္ဍာန်နဲ့ရှာဖွေကြလဲဆိုညီမျှခြင်းဆွဲပြီးမှရှာဖွေကြတစ်ချိန်တုန်းကဒီမက်ဆိုပိုတေးနီးယားယဉ်ကျေးမှုတက်မှာအမူရာဘိုင်ကိုဒဥပဒေဆိုတာရှိတယ်တရားမျှတမှုတရားစီရင်ခြင်းကိုညီမျှခြင်းတင်ချာနည်းနဲ့အခြေရှာကြမျက်စိအစာမျက်စိနာအစာနာသွားအစာသွားနော်ဒီတစ်ပါးကိုမျက်စိတစ်ဘက်ကိုကောင်းအောင်လုပ်ရင်သူ့ကိုဖမ်းချုပ်သူ့ရဲ့မျက်စိတစ်ဘက်ကိုလည်းဖောက်ထုတ်ဒါတရားမျှတမှုတွေရှိတယ်လို့ခံကြဒါပေမဲ့ဒီကနေ့ဘုရားခင်နှုတ်ကပတ်တရားတော်ကတရားမျှတမှုကိုရှာဖွေနေတဲ့ကျွန်တော်တို့လူသားတွေအတွက်ကညီမျှခြင်းနဲ့ဆွဲပြီးတော့မရတင်ချာနည်းနဲ့တရားမျှတမှုကိုရှာဖွေလို့မရတနာကျင်နာခြင်းမပါပဲတရားမျှတခြင်းမရနိုင်ဘူးလို့ဖွင့်လွတ်ခြင်းမရှိဘဲနဲ့လည်းကြည်အေးခြင်းကိုမရနိုင်ဘူးကြည်အေးခြင်းမရှိရင်ငြိမ်းချမ်းခြင်းဆိုတာလည်းကျွန်တော်တို့မရနိုင်ဘူးဒါကြောင့်မလို့
Mta thinking up the Shigo never my Pitware, but the Donald Martin. Pavilo, yes, said Tajara, eh? Facebook Lumukoyama, the Churiaro. No? Tanare, the Churiaro. Sit down, be there. Only by my yadi be there. Have you met the two dog commanding her? Nenelli, a song yelching. In Aru Kayara, Miaji, a good to the other Kayara, Nakabaya, Mubiani, or Biani Rave, Yanya Damu Bamale, Sajiki. Simavo, Dugaro, De do the ma. The neck I Nisima, Duma Matauchina, Akambiorave. So, Mania, General Cardinal Runes, Gabio in it. Cardinal Biokitas Gaga. The Dumatauta Lineve Bazaga Cambiora the Kuneve, Lutia Atet Kanaku, yes, a set, a pine, cocktail, cocktail, that the Yamia Damula. No. Sagali the Pon, Piomiane. Sagali, Majomi Yane. The Elongo Misho, my Diaque Longo, Cubi Mesra. The Amnatam, Nila Hoyela. The John Tenedo Krian, the Arrow Marodini, Nukabatia, Tanajina Jinsura Luati. Quillo Jinsura Luati, G. Jinsura Machivene, Luma, the Amnatam Makina. Generally, the Onetia, not the Ari, Saint Jared, the Onetia, by Sunday, Kong Kamima, the Ari Swajare, Muri in Saint Jared. Being Batile, Miri Konjare, Sivari de Jare, being that the Jivima de Jare. The Yango Yoda Konya Blue Sudan Bileso. Opiat King Vale Kuro at the Yaki. The Asi Mason, the do Kanai Male, Bear do Buku Kanai Male. Georgina, Piat, at the Najina Jingo down here. The Yamada Mushulong Ave, Nina serving my Piat in a GC in just a dance solution. Beludama, General Piashima, Dan shame on your dead. Luda, General Miane. The General Naima, the Dore. The Arkin, China the Naji, Quillo Jingo, where a Midima, Tawra, down in Nangano, down Shawnee, Jinkiti. Tajam low. Luda repeated Janodori, Luda yet alone dane, Lupico Yudo Crito the Kinga, Janodo, the Naji, mercy, Nalondane, Quillo Jim, forgiveness. Jay reconciliation after Dali, General Kabaji go ninja to Sapo, General Diabi into Pare, Rajamlo General Bada Tude, Kalmire, I take them Nagama, General Balue, Dayari, Shizegamu, Ludapite, Yanadia, Potamushime, Ludapite, Taniari Kime, Sakamia me, Tudole, General Ninja Yisha with a company. The Najin, Mishivan and Mapipu, Quello Jim Mishivan and Mapipu, J. Jim Mishivan and Mapipu, General Shop Yara Ishide, Mipiawara Ishide, the Montiara Ishide, Rago, Galena Levima, General Amyati Dima, Yaya Midazu Kide, Midazuma, Ninjanji Yago Shabu, the Najin, Quello Jim the Longa, Shivulu Ade. The Maishide, Ponoji, religious, Tilashine, women religious, men religious, community Tamala, General Dilumio Shiave, Ludakite, a two summer, Nalemu Reme, $2, Unapio, General Tanap, Jin, Quillo Jin, Gitina Jinso, a mere General Taka the lady, Janle, Pizza Pimadali, General Janlevio, Ninchan. Silong Jinsra, Yana Mays, Rabot and Letaushile, Janodo Tadanama, do not do
ခွင့်လွှတ်ခြင်းနားလည်ခြင်းသိကခြင်းနဲ့အတူသာသနာတော်အတွက်ကျွန်တော်တို့အတူတကွပူးပေါင်းဆောင်ရွက်နိုင်တဲ့စိတ်သက်ခွန်အားတွေဆိုတာလည်းအိမ်မှာရနိုင်တယ်တကယ်လို့သာသနာမှာစီးလုံးညီညွတ်မှုမရှိရင်တယောက်တစ်ပေါက်ဟိုအုပ်စုကတစ်ဖက်ဒီအုပ်စုကတစ်ဖက်ဒီလိုပဲသွားနေကြမယ်ဆိုလို့ရှိရင်သာသနာကနစ်နာတယ်သာသနာရဲ့မစ်ရှင်လုပ်ငန်းကိုအာရုံပြုနိုင်လို့ကျွန်တော်တို့ကိုပဲအာရုံပြုနေကြတယ်ကိုအဖွဲ့စည်းကိုအစုအဖွဲ့ကလေးကိုပဲအာရုံပြုပြီးတော့နေကြတယ်ဒါပေမဲ့ကျွန်တော်တို့ကသာသနာပြုတွေဖရာရဲ့ဒီတမန်တော်တွေဆိုပြီးတော့ကိုပြောပြီးမှဒီပေါင်းများစွာကျွန်တော်တို့အဲ့လိုပဲသာသနာနစ်နာတတ်တယ်ဘာသာသူတွေရဲ့ဝိညာဉ်ရေးအကျိုးကျေးဇူးနစ်နာတတ်တယ်ဒါကြောင့်မလို့ပင်လွတ်ခြင်းပြန်လဲကြည်ခြင်းတိကံခြင်းအားဖြင့်ကျွန်တော်တို့မှာရှိတဲ့တရားထံချက်တွေကိုပြန်လဲကုစားပြီးမှနောက်အနာဂတ်မှာဖြစ်လာမဲ့ဒါဝိဒ်ဟာသူရဲ့ရှင်ပြန်စောလူပေါ်မှာစီဖြစ်ဗိတ်သိက်သွန်လောင်းထားသောဘုရားသခင်ရဲ့လူကိုငါဘယ်လိုလုပ်တတ်လို့ရမှာလဲဆိုတဲ့အရာလေးအဖြစ်ဘုရားသခင်နှုတ်ကပတ်တရားတော်ကကျွန်တော်တို့ကိုဒီတစ်ပတ်စီလုံးညီညွတ်စွာနဲ့ကြည်အေးသိမြတ်ခြင်းနဲ့ဒီချမ်းတဲ့လူဖွဲ့စည်းအသင်းတော်တစ်ခုဆောင်ကြည့်ပေးဖို့ရန်ဒီကနေ့တိုက်တွန်းပါတယ်ဘုရားသခင်အားလုံးကိုကောင်းချီးပေးပါစေ